ချင်းရတဲ့နားဆင်သူပရိသတ်များလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမမိုးနဲ့ဝေရေးသားထားတဲ့သူမပြောင်းလိုက်သောနေ့ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီဇလန်းလေးဟာဆိုရင်တော့စိတ်ခံစားမှုအပြည့်နဲ့အချစ်ဇလန်းလေးပဲဖြစ်ပါတယ်။မထင်မှတ်တဲ့တွေ့ဆုံမှုဖုံးကွယ်ထားတဲ့နေဝက်ချက်ရင်ခုန်စရာအချစ်နဲ့ရတမျိုးစုံတို့ကိုတနေရာထဲမှာခံစားရမှာဖြစ်ပါတယ်ရှင်။အချစ်ဝတ္ထုအတန်ဇလန်းနဲ့တုတ္တရတအဖျားဖျားကိုကြိုင်းနေတိုင်းနော် channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကျမနဲ့အတူဇလန်းလေးကိုနားဆင်ကြည့်ကြရအောင်နော်သူမပြောင်းလိုက်တော့နေမိုးဖိုးဖွဲကျနေတဲ့နေ့လည်ခင်းတစ်ခုရန်ကုန်မြို့ရဲ့ကော်ဖီဆိုင်ကြီးတစ်ဆိုင်မှာအောင်ခန့်သည်လက်တော်ရှိထိုင်ကလှုပ်လှုပ်နေတယ်အသက်28နှစ်ရှိပြီဖြစ်တော့တယ်အခြေရေးကိုစိတ်ဝင်စားတယ်အချစ်ဆိုတာလူကိုစိတ်ပင်ပန်းစေတာပဲသူ့စိတ်ထဲမှာအမြဲတွေးနေကြစကားဖြစ်တယ်ထို့အချိန်ဆိုင်တကားလေးဖွင့်လန်းကြားလိုက်တယ်အဖြူရောင်ဝတ်စုံလေးဝတ်ထားတဲ့ကောင်မလေးတယောက်ဝင်လာသည်သူမ၏ဇနီးရှင်များကမိုးရေစဲကြောင့်အနှင်းငယ်ဆူဆူနေတယ်သူမမျက်နှာပေါ်ကပြုံးလေးသည်တဆိုင်လုံးကိုလင်းထိန်သွားစေသလိုပဲအောင်ခန့်ကအကြည့်လွဲချင်တော့လည်းမလွဲနိုင်ကောင်မလေးသည်ကော်ဖီမှာပြီးထိုင်ကုန်ရှာနေချိန်လွတ်နေတဲ့နေရာမှာအောင်ခန့်ပြီးတနေရာလာကျန်တော့သည်ဒီမှာထိုင်လို့ရမလားရှင်ရပါတယ်သူမထိုင်လိုက်သည်မင်းနဲ့လင်းငယ်ကြပြီးနောက်မှာတော့ Wi-Fi passport တည်လား COFFEE 2026ပါကောင်မလေးကကျေးဇူးပါလို့ပြန်ပြောလိုက်တယ်အောင်ခန့်ပြောလိုက်တယ်သူမလည်းပြန်ပြောသည်ထိုအပြုံးတစ်ခုကသူ့နှလုံးသားကိုမတိမတာလှုပ်ရှားစေခဲ့သည်အချိန်တနာရီကျော်ကြာပြီးနောက်ကောင်မလေးထွက်သွားသည်သို့တော့ထိုင်ကုန်ပေါ်မှာစာအုပ်တစ်အုပ်ကျန်ခဲ့တယ်အောင်ခန့်လိုက်ပင်ရအပြေးထွက်သွားတယ်သူမကိုမတွေ့တော့စာအုပ်ဖွင့်ကြည့်လိုက်ရာပထမစာမျက်နှာမှာလက်ရည်လက်လာလေးဖြင့်ရေးထားတယ်မေမြင့်တို့အောက်တွင်စာချောင်းတိုလေးတစ်ချောင်းလူတစ်ယောက်ကကိုယ့်ကိုအမှန်တကယ်ချစ်ရင်အချိန်ဘလောက်ကြာကြာစောင့်နိုင်လဲထိုစာချောင်းကိုအောင်ခန့်အချင်းချင်းဖတ်နေမိတယ်သူမကိုစာအုပ်ပြန်ပေးရမည်ဒါပေမဲ့သူမကိုဘယ်မှာရှားရမလဲအောင်ခန့်မသိသေးသို့တော့သူမသိခဲ့တဲ့အရာတစ်ခုရှိသည်ထိုစာအုပ်လေးဟာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကိုစတင်ချိတ်ဆက်ပေးတော့မယ်ဆိုတာပဲစာအုပ်ကိုအောင်ခန့်ကနေ့တိုင်းအိတ်ထဲထည့်သွားသည်မင်းမြတ်တို့ဒီနာမည်လေးကိုသူမသိစိတ်နဲ့ခဏခဏရေးရုံမိလာတယ်တပတ်ခန့်ကြာသွားတော့လဲကော်ဖီဆိုင်ကိုသူမပြန်မလာခဲ့ဒီစာအုပ်ကိုပိုင်ရှင်စီမပေးနိုင်တော့ဘူးထင်တယ်အဲ့လိုစိတ်ပြက်စွာတွေးလိုက်ချိန်မှာပဲကံကြမ္မာကမမျှော်လင့်ထားတဲ့လက်ဆောင်တစ်ခုပေးလာခဲ့တနင်္ဂနွေနေ့အောင်ခန့်သည်စာအုပ်အယောင်ပွဲတစ်ခုကိုသွားလည်ခဲ့သည်လူအုပ်ကြားထဲမှာရင်းနှီးနေသောအတန်တန်ကြားလိုက်ရတယ်ဒီစာအုပ်လေးရောင်းပြီးသွားပြီလားရှင်အတန်ရှိရာကိုကြည့်လိုက်တော့သူရှာနေတဲ့ကောင်မလေးပဲအဖြူရောင်ဝတ်စုံအစားအပြာရောင်ဝတ်စုံလေးဝတ်ထားတော့လေထို့အပြုံးလေးကမပြောင်းလဲခဲ့အောင်ခန့်အရေးစွန့်ကလျှောက်သွားလိုက်တယ်ခွင့်လို့ပါဒါကမင်းမြင်တို့မဟုတ်လားကောင်မလေးကအံ့ဩသွားသည်ဟုတ်ပါတယ်ရှင်ဟာအောင်ခန့်ကအိတ်ထဲကစာအုပ်ကိုထုတ်ပြလိုက်တယ်ဒီစာအုပ်ကိုကော်ဖီဆိုင်မှာမိခဲ့တာပါမင်းမြတ်တို့ရဲ့မျက်လုံးများဝင်းလက်သွားသည်အိုးကျမရှာနေရကြပြီကျေးဇူးများချစ်တင်ပါတယ်ပြန်မေးချင်နေရကြပြီဒါဆိုဒီနေ့ကျမကော်ဖီတိုက်ပြရစီအောင်ခန့်ကပြုံးလိုက်သည်ရပါတယ်မရဘူးစာအုပ်ပြန်ရတာအယံဝမ်းသာလို့ပါနှစ်ယောက်သားအနီးနားရှိကော်ဖီဆိုင်ကိုသွားထိုင်ကြသည်စကားစီမီပြောရင်အချိန်တွေဘလို့ကုန်သွားမှမသိမင်းမြတ်တို့ကပကြီးဆီယာမတယောက်ဖြစ်ပြီးကလေးတွေကိုပကြီးသင်ပေးနေကြောင်းသိရတယ်အောင်ခန့်ကအင်ဂျင်နီယာဖြစ်ကြောင်းပြောပြတယ်ရှင်ကအမြဲတမ်းဒီလောက်တိတ်တိတ်လေးနေတာလားကျွန်တော်ကစကားပြောတာမကျွမ်းလို့ပါမင်းမြင့်တို့ရေးလိုက်သည်ဒါပေမဲ့နားထောင်တာတော့ကျွမ်းမယ်ထင်တယ်သူရည်တန်လေးကိုကြားရတိုင်းအောင်ခန့်ရဲ့နှလုံးသားကနှွေးထွေးလာသည်ညနေပိုင်းပြန်ကန်ပြီးမှဒါကျမဖုန်းနံပါတ်ပါလို့မင်းမြင့်တို့ကစာရေးလေးတစ်ရွက်ပေးလိုက်သည်စာအုပ်အတွက်ကျေးဇူးတင်ရင်လေးလို့အောင်ခန့်စာရေးလေးကိုလက်ခံလိုက်သည်အိမ်ပြန်ရောက်ပြီးနောက်သူ့ဖုန်းကိုကြည့်နေမိသည်ဖုန်းခေါ်ရမလားမခေါ်ရသေးဘူးလားတွေးနေဒီမှာပဲဖုန်းကမြေးလာတယ်စခရင်ပေါ်မှာပေါ်လာတဲ့နာမည်ကမင်းမြတ်တို့အောင်ခန့်အံ့ဩသွားတယ်ဖုန်းကိုကိုင်လိုက်တော့ရှင်အိမ်ပြန်ရောက်ပြီလားဟုတ်ကဲ့ကျမကစိတ်မချလို့ဆက်လိုက်တာအောင်ခန့်ပြုံးလိုက်သည်သူမသိခဲ့တာကဒီဖုန်းခေါ်ဆိုမှုလေးကသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်းကိုပုံမနီးကပ်စေမယ်ပထမဆုံးခြေလှမ်းဖြစ်နေခဲ့ခြင်းပဲမင်းမြတ်တို့နဲ့အောင်ခန့်တို့ရဲ့ဖုန်းပြောဆိုမှုများသည်တစ်နေ့ထက်တစ်နေ့ပိုများလာသည်မနက်ခင်းဆိုရင်မင်္ဂလာနံနက်ခင်းမှာ
ညာရင်ခံနေဆိုရင်အိမ်မက်လှလှမပါစေရိုးရှင်းသောစကားလေးများပင်ဖြစ်တော့လေနှစ်ယောက်စလုံးရဲ့နေ့ရက်များကိုလှပစေခဲ့တယ်။တလားခန့်ကြာပြီးနောက်မင်းမြတ်တို့ကအောင်ခန့်ကိုသူမတင်ပေးနေတဲ့မိဘမိတ်တရားကိုလိုက်လည်ဖို့ဖိတ်ခေါ်ခဲ့တယ်။ကလေးများနဲ့ကစားနေတဲ့မင်းမြတ်တို့ကိုကြည့်ပြီးတော့အောင်ခန့်စိတ်ထဲမှာတွေးမိတယ်။သူမကအပြင်ပန်းလှတာလည်းမဟုတ်ဘူးနှလုံးသားလည်းလှတယ်။ကလေးလေးတယောက်ကအောင်ခန့်လက်ကိုဆွဲလိုက်တယ်။ဦးဘာဖြစ်လဲသားမမကညာတိုင်းကိုလေအောင်ခန့်အံ့ဩသွားတယ်။ဘာလို့လဲကလေးလေးကခေါင်းခါလိုက်တယ်။မမကမပြောဘူးထိုအချိန်မှာပဲမင်းမြတ်တို့ရောက်လာတယ်။ဒါတွေတူတူလေးပြောနေကြရလေ။ကလေးလေးကချက်ချင်းအကြောင်းပြောင်းလိုက်တယ်။ဘာမှမဟုတ်ဘူးမမ။သို့တော့အောင်ခန့်ရဲ့စိတ်ထဲတွင်မိကုန်းတစ်ခုကျန်ရခဲ့တယ်။မင်းမြတ်တို့ဘာကြောင့်ငိုနေရလဲ။ရန်နေငယ်ကြအောင်ခန့်ကမင်းမြတ်တို့နဲ့ညစာထားဖို့ချိန်လိုက်တယ်။သို့တော့တနားရီကျော်စောင့်တော့လဲသူမရောက်မလား။ဖုန်းဆက်လိုက်တော့လဲစက်ပိတ်ထားတယ်။စိုးရင်သွားသောအောင်ခန့်သည်အိမ်ထဲသို့လိုက်သွားခဲ့ပြီ။အိမ်တကားရှိတွင်လူနာကင်းတင်ကားတစ်စီးရထားတယ်။အောင်ခန့်၏စိုးစဉ်စိတ်များမြင်လာတယ်။အိမ်ထဲကိုဝင်လိုက်တော့မြင်မြင်တို့ကဂရင်ပေါ်မှာမျက်နှာဖြူဖြောစွာလဲလျောင်းနေသည်။ဆရာဝန်ကတူတူလေးပြောလိုက်သည်။စိတ်ဖြည်စည်းမှုတွေများလို့နေလို့တတိလစ်သွားတာပါ။ဆရာဝန်ထွက်သွားပြီးနောက်စပွဲပေါ်တွင်ဖိုင်ဝါလေးတစ်ခုတွေ့လိုက်သည်။မဖွင့်သင့်မှန်းသိပေမဲ့မတော်တဆဖွင့်မိသွားတယ်။အထဲတွင်ဆေးမှတ်တမ်းများနှင့်စာရွက်တစ်ရွက်စာရွက်ပေါ်တွင်ရေးထားသည်။ကျမမှာနှလုံးရောဂါရှိပါတယ်။အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာမသိဘူး။ဒါကြောင့်ဘသူ့ဘုံမှမချေရဲခဲ့တာ။အောင်ခန့်၏လက်များတုံရင်သွားသည်။မျက်ရည်တစ်စက်ကစာရွက်ပေါ်သို့ကျလာသည်။သူနားလေသွားပြီ။မင်းမြတ်တို့ဘာကြောင့်အမြဲပြုံးနေရလဲ။ဘာကြောင့်ညာတိုင်းတိတ်တိတ်လေးငိုနေရလဲ။သူမကကိုယ့်ရဲ့နာကျင်မှုကိုဖုံးကွယ်ပြီးတခြားသူတွေကိုပျော်ရွှင်စေခြင်းခဲ့တာပါ။အောင်ခန့်ကအိပ်ပျော်နေသောမင်းမြတ်တို့၏လက်ကိုဖြည်းဖြည်းချင်းကိုင်လိုက်သည်။မင်းရဲ့လက်ကျန်အချိန်ဘယ်လောက်ပဲဖြစ်ဖြစ်ငါမင်းအနားမှာရှိနေမယ်။ထိုစကားကိုပြောနေချိန်မှာပဲမင်းမြတ်တို့၏မျက်လုံးလေးများဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်။စိတ်ရုံခန်းထဲမှာတိတ်ဆိတ်မှုကကြီးစိုးနေသည်။မင်းမြတ်တို့သည်မျက်လုံးဖွင့်လာပြီးအောင်ခန့်ကိုမြင်လိုက်ရတယ်။ရှင်ဘလို့ရောက်လာတာလဲ။အောင်ခန့်ကပြုံးမှုစူးစမ်းလိုက်သည်။မင်းကိုစိတ်ပူလို့မင်းမြတ်တို့သည်စပွဲပေါ်ရှိစင်းမတန်းဖိုင်ကိုမြင်လိုက်သည်နှင့်အရာအလုံးကိုနားလည်သွားသည်။ချင်းသိသွားပြီလား။အောင်ခန့်ကခေါင်းငိမ့်လိုက်သည်။ဟုတ်တယ်။မင်းမြတ်ဝင်းမျက်လုံးထဲမှာမျက်ရည်များပြေးလာတယ်။ကျမမပြောချင်ခဲ့ဘူး။ဘာလို့လဲ။ကျမကိုတနာလို့မချစ်စေချင်လို့အောင်ခန့်ကသူမရဲ့လက်ကိုဖြင်းချင်းစွာကိုင်လိုက်သည်။ဒါကတနာတာမဟုတ်ဘူး။ကျွန်တော်မင်းကိုချစ်မိနေပြီ။ထိုစကားကြားလိုက်ရသောအခါမင်းမြတ်တို့၏မျက်ရည်များစီးကျလာသည်။သူမ၏လက်ကိုအသာပြန်ရုပ်လိုက်သည်။မဖြစ်ဘူး။ဘာလို့မဖြစ်ရမှာလဲ။ကျမဘဝကအာမခံချက်မရှိဘူး။ဒီနေ့ကျမမရှိတော့ရင်ရှင်ရမ်းခံစားရလိမ့်မယ်။အောင်ခန့်ကအေးဆေးစွာပြန်ပြောလိုက်သည်။ဘသူဘဝမှာအာမခံချက်မရှိပါဘူး။အရေးကြီးတာကအတူရှိနေတဲ့အချိန်ကိုတန်ဖိုးထားဖို့ပဲ။သို့တော့မင်းမြတ်တို့ကခေါင်းခါလိုက်သည်။တောင်းပန်ပါတယ်ကျမမချစ်နိုင်ပါဘူး။ဟိုစကားကအောင်ခန့်၏နှလုံးသားကိုဓာတ်နဲ့ထိုးလိုက်သလိုနာကျင်စေသည်။သူဘာမှမပြောတော့ပဲအခန်းထဲကထွက်လာခဲ့သည်။သူဘာမှမပြောတော့ပဲအခန်းထဲကထွက်လာခဲ့သည်။ညနေငယ်ကြာပြီးနောက်မြင်မြင်တို့သည်အောင်ခန့်ထံမှဖုန်းလဲမလားစားလဲမရတော့ပြီ။သူစိတ်ဆိုးသွားပြီထင်တယ်ဟုသူမှတွေးနေစဉ်ဂေဟာရှိကလေးများကပြေးလာကြတယ်။မမအပြင်မှာလူတယောက်လာတယ်။အပြင်ကိုထွက်ကြည့်လိုက်တော့အောင်ခန့်ဖြစ်နေတယ်။သူ့လက်ထဲမှာပန်းစည်းမရှိလက်ဆောင်မရှိစားအုပ်တအုပ်သာကင်ထားတယ်။ကျွန်တော်မင်းကိုဖြေတောင်းဖို့မလာတာပါ။ဒီစားအုပ်လာပေးတာ။မြင်မြင်တို့ကစားအုပ်ကိုဖွင့်ကြည့်လိုက်တော့စာမျက်နှာတိုင်းမှာကလေးများ၏ပုံတွေအပြုံးများအမှတ်တရများနဲ့အောင်ခန့်ရေးထားသောစာတိုလေးများနောက်ဆုံးစာမျက်နှာမှာဘဝကရှိမရှိမသိနိုင်ဘူးဒါပေမဲ့မင်းနဲ့အတူဖြတ်သန်းရတဲ့တနေ့ဟာတခြားသူနဲ့ဖြတ်သန်းရတဲ့နှစ်ပေါင်းများစွာထက်တပိုးတန်ဖို့ရှိတယ်။မြင်မြင်တို့၏မျက်ရည်များထပ်မံကျလာသည်။သို့တော့သူမသည်ချက်ချင်းအဖြေမပေးသေး။ဘဲကြောင့်ဆိုတော့သူမ၏စိတ်ထဲမှာဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုကြန့်ရှိနေသေးသည်။ထိုလျှို့ဝှက်ချက်ကိုသိလိုက်ရင်အောင်ခန့်ကသူမအနာမှာထာဝရထွက်သွားနိုင်တယ်လို့သူမယုံကြည်နေခဲ့တယ်။တောင်းမိုးပွဲကြနေတဲ့ညနေခင်းအောင်ခန့်သည်မင်းမြတ်တို့ထံမှဖုံးခေါ်တံကိုလက်ခံလိုက်ပြီးလက်ပြန်ချိန်ရလားရတယ်။ကျမရှင်ကိုပြောစရာရှိတယ်။နောက်တစ်နေ့
မြေကမ်းပြီးပန်းကျယ်လေးမှာနှစ်ယောက်သားထိုင်နေကြတယ်။မင်းမြတ်တို့ကအချိန်တော်ကြာတိတ်ဆိတ်နေပြီးမှရှင်ကျမကိုခွင့်လွှတ်ပေးပါ။ဒါအတွက်လေကျမရှင်ကိုလိန်ထားတယ်။အောင်ခန့်ရင်ခုန်တန်မြန်လာသည်။မင်းမြတ်တို့ကအိတ်ထဲမှာစာရည်အဟောင်းလေးတစ်ကိုထုတ်ပေးလိုက်သည်။ထဲရင်ဓပုံထဲမှာလူငယ်တစ်ယောက်နဲ့မင်းမြတ်တို့ပြုံးပျော်နေကြသည်။သူကကျမဆေးဆက်ထားတဲ့သူ။အောင်ခန့်တိတ်ဆိတ်သွားသည်။လွန်ခဲ့တဲ့3နှစ်ကသူကားမတော်တဆမှုနဲ့ဆုံးသွားတယ်။သူမဆုံးခင်ကျမကိုပြောခဲ့တာတခုရှိတယ်။မင်းမပြောရင်ငါစိတ်မချဘူး။တနေ့ကျရင်မင်းကိုတကယ်ချစ်တဲ့သူတွေငါ့ကိုမေ့ပြီးသူနဲ့ပြောအောင်နေပါ။မင်းမြတ်တို့ရဲ့အတန်တုံရင်လာသည်။ဒါပေမဲ့ကျမမေ့လို့မရဘူး။ရှင်ကိုချစ်မိလာတော့သူ့ဘောသစ္စာဖောက်နေသူလိုခံစားရတယ်။အောင်ခန့်သည်အချိန်တော်ကြာဘာမှမပြောဘဲနားထောင်နေခဲ့သည်။သို့တော့အသာပြုံးလိုက်တယ်။မင်းကသူ့ကိုမမေ့သေးတာမမဘူး။အချစ်စစ်ဆိုတာမင်းဖြစ်လိုက်ရတာမဟုတ်ဘူး။တန်မိုးထားပြီးရှေ့ဆက်ရတာ။မင်းမြတ်တို့ကအံ့ဩစွာကြည့်လိုက်သည်။ရှင်စိတ်မဆိုးဘူးလား။မဆိုးဘူး။ဘာလို့လဲ။အောင်ခန့်ကကောင်းကင်ကိုမော့ကြည့်ရင်ပြောလိုက်သည်။တကယ်ချစ်တဲ့သူဆိုတာအတိတ်ကိုဖျက်ခိုင်းတာမဟုတ်ဘူး။အနာဂတ်ကိုအတူတည်ဆောက်ပေးတာ။ထိုစကားကြောင့်မင်းမြတ်တို့မျက်ရည်များကျလာသည်။သူမှပထမဆုံးချိန်အောင်ခန့်၏ပခုံးပေါ်သို့မှီလိုက်သည်။သို့တော့သူတို့နှစ်ယောက်မသိခဲ့ကြသောအရာတစ်ခုရှိနေသည်။ဆရာဝန်ဖုန်းတစ်ခုပဲ။မင်းမြတ်တို့ရလက်အသစ်ထွက်လာပါပြီ။ကျေးဇူးပြုပြီးဆေးရုံကိုအမြန်လာပါ။ဆေးရုံတို့ရောက်သည်နှင့်မင်းမြတ်တို့၏လက်များ၏ဆက်နေသည်။အောင်ခန့်ကသူမရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားသည်။မကြောက်နဲ့ဘာပဲဖြစ်ဖြစ်ငါရှိတယ်။ဆရာဝန်ကအခန်းထဲသို့ဝင်လာသည်။သူမ၏မျက်နှာမှာတင်းငိမ့်နေတော့လေမင်းမြတ်တို့၏ရင်ခုန်တန်းကပိုမြန်လာသည်။မင်းမြတ်တို့ဟုတ်ကဲ့ဆရာ။အရင်တုန်းကယောဂအခြေအနေကြောင့်စိုးရင်ခဲ့ရပါတယ်။ဒါပေမဲ့နောက်ဆုံးစစ်ချက်တွေအရကုသမှုကတုံ့ပြန်မှုကောင်းတယ်။မင်းမြတ်တို့အံ့အားသင့်သွားသည်။ဆရာဝန်ကဆက်ပြောသည်။ဆေးကုသမှုကိုဆက်လက်ခံယူပြီးကျန်းမာရေးကိုဆိုင်ရင်အနာဂတ်အတွက်မျှော်လင့်ချက်ကောင်းရှိပါတယ်။ကိုယ်စကားကိုကြားလိုက်သည်နှင့်မင်းမြတ်တို့၏မျက်ရည်များစီးကျလာသည်။ဒီတစ်ခါတော့ဝမ်းနဲ့လို့မဟုတ်ဝမ်းသာလုံးလို့ဖြစ်သည်။အောင်ခန့်ကပြောရင်ပြောလိုက်တယ်။တွေ့လား။မင်းရဲ့အပြုံးကိုကန်ချမာကတော့မယူသွားနိုင်ဘူး။ထောက်လာကြပြီနော်။မိဘမဲ့ကလေးခင်ဟာလေးရလေရခင်ထက်ပိုမိုလှပလာတယ်။အောင်ခန့်နဲ့မင်းမြတ်တို့ကကလေးများအတွက်စာကြည့်တိုင်လေးတစ်ခုဆောက်လုပ်ပေးခဲ့တယ်။ဝင်ဝဲနေမှာကလေးလေးတယောက်ကမေးလိုက်သည်။မမကအမြဲပြုံးနေတာဘာလို့လဲ။မင်းမြတ်တို့ကအောင်ခန့်ကိုလှမ်းကြည့်ပြီးပြောလိုက်သည်။ဘာလို့လဲဆိုတော့ဘဝကနာကျင်စရာတွေပေးနိုင်တယ်။ဒါပေမဲ့ချစ်ချင်းမြတ်တာကအဲ့ဒီနာကျင်မှုတွေကိုကြော်ဖြတ်နိုင်တဲ့ခွန်အားပေးတယ်လေ။အောင်ခန့်ကသူမ၏လက်ကိုကိုင်းလိုက်သည်။ငါကလေးပေးတယ်။ဘယ်နေ့ရောက်မင်းကိုဒီပြုံးလေးနဲ့ပဲမြင်ချင်တယ်။မင်းမြတ်တို့ကတိတ်တိတ်လေးပြန်ဖြေလိုက်သည်။ကျမလည်းကလေးပေးတယ်။ဘလောက်ပဲခက်ခဲပါစေ။ရှင်းလက်ကိုဘယ်တော့မှမလွတ်ဘူး။ထိုအချိန်တွင်ညနေခင်းနေရောင်နူးနူးကသူတို့နှစ်ယောက်ပေါ်ကြားရောက်နေသည်။ကလေးများ၏ရဲတံများကလေထဲတွင်ပြန်လွင်နေသည်။မင်းမြတ်တို့သည်အောင်ခန့်၏ပခုံးပေါ်မှီလိုက်ပြီးအပြုံးလေးတစ်ခွင့်ပြုံးလိုက်သည်။အောင်ခန့်ပထမဆုံးတွေ့ခဲ့သောပြုံးသူ့ဘဝကိုပြောင်းလဲပေးခဲ့သောပြုံးထိုပြုံးသည်ယခုတော့မျှော်လင့်ချက်ချစ်ချင်းမြတ်တာနဲ့အနာဂတ်တို့၏အမှတ်အသားဖြစ်နေကြသည်။တစ်ခါတည်းကံကြမ္မာကလူနှစ်ယောက်ကိုတွေ့ဆုံစေခြင်းဟာအကြောင်းပဲမဟုတ်ပါ။တယောက်ကတယောက်ရဲ့ဘဝကိုကယ်တင်ဖို့တယောက်ကတယောက်ရဲ့အပြုံးကိုပြန်လည်ပွင့်လန်းစေဖို့အချစ်စစ်ဆိုတာအဖြစ်အနာအစာမရှိတဲ့လူတယောက်ကိုတွေ့ရတာမဟုတ်ပါဘူး။အနာတရားတွေနဲ့တော့လက်မလွတ်နဲ့အတူလျှောက်ရဲတဲ့လူတယောက်ကိုတွေ့ရတာပဲဖြစ်ပါတယ်။ဇလန်လေးကိုနားဆင်ပေးခဲ့ကြတယ်။နားဆင်သူပရိသတ်ပေါင်းကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲတာယာချမ်းမြေ့သောနေ့လေးဖြစ်ကြပါစေ။